Okay အဲ့တော့ပပဒီနေ့ဘာပြောမလဲဆိုတော့ why owl only camps out at night ညကြမှာတဲ့ဘာဖြစ်လို့စီးကွက်ကြီးကထွက်တာလဲဆိုတာပြောမယ် Okay နော်ဒါပါကြီးတော့ဒါပြောပါမျက်လုံးဘာကောင်းကြီးတော့အဘာကောင်းလဲ ကနေနေတင် ဟဲ့အဲ့ဒါအောင်လေဒါ အော် စီးကွက်လေ okay ဒါဘာပြောတော့ဘာဒီဟာလေးပြောလားဟုတ်ပြီဒါလေးကကလေးလေးဟုတ်ပြီဒါအောင် okay နော်အကြီးရအောင်ဟုတ်ပြီအကြီးရအောင်နော် why the owl never sleeps ဘာကြောင့်ဘလို့ဒီစီးကွက်ကြီးမအိပ်တာလဲပေါ့နော်ဟုတ်ပြီ ages ago that one rocks were stay soft and trees good dog ဟိုးရှိတုန်းကပေါ့အဲ့လိုပဲပြောကြပါစို့နော်အဲ့တုန်းကဆိုရင်အရန်ရှိကြတဲ့အချိန်တုန်းကတဲ့တရိတ်ဆန်နေ animals they lived on land under one big shed တော့အတူတူတကွာစုပေါင်းပြီးနေထိုင်ကြတယ်ပေါ့ဒါရယ်နော်အတူတူကစုပေါင်းပြီးနေထိုင်ကြတယ်တဲ့ဒီမှာဆိုကြည့်ပါဦးဒါရပါကြီးတော့ elephant ကြီး ဒါရ bed တက်ရ okay ဒါလေးရော 9 နေ lion ဒါရဘာလဲမသိတောဝက်နဲ့တော့တူသလိုပဲ တနဲ့မသိဘူး တောဝက်ဆိုရင်လည်းအမီးအဲ့လောက်ရှိမှာမဟုတ်ဘာကြီးလည်းမသိထားပါတော့ဒါကြီးရအောင် ဒါရ and deer ဒီ okay ဒီမဲ့ဒါလေးရပါလိမ့်တော့ဒါလေး ဒါနေရ အဲ့ဒါ down လေ တောင် မှတ်မိလားပပ ဒါမဲ့အင်ဂျင်နဲ့တော့မသိဘူး peacock peacock arcat လေမှတ်မိလား arcat ရဲ့မျက်လုံးလေဒီမဲ့လေဒါရဲ့အမီမှာ ဟုတ်တယ် အကဲရဲ့မျက်လုံးလေး ဟုတ်ပြီဆိုပြီးထားပါအဲ့လိုသူတို့က bed တယ်ရော ဟုတ်တယ် အိတ်နေကြ ဟုတ်တယ်နော်အဲ့တော့သူတို့တွေကအတူတူတကွာနေထိုင်ကြတယ်တဲ့ bed ကဘယ်လိုအိတ်နေတည်လား စောက်ထိုးအိတ်တာ ဟုတ်တယ် ဟုတ်ပြီthey took care of each other ပေါ့နော်တရားသူတို့ဟို view site ကြတယ်စောင့်ရှောက်ပေးကြတယ်တညပဲဖြစ်ဖြစ်နေ့ပဲဖြစ်ဖြစ်တလှည့်စီအတူတူစောင့်ရှောက်ပေးကြတယ်တဲ့နော် okay အဲ့တော့ဒီမှာဆိုရင်အကောင်လေးတွေချင်းတရားကူညီနေကြတာပေါ့နော်ဟုတ်ပြီat sunset ဆိုရင် the elephants trampled and the birds chirped along in harmony နော် while the peacock dance အဲ့ချိန်မှာဘယ်လိုလဲဆိုညနေဆောင်ပြီဆိုရင်လည်းဘာလုပ်ကြလဲဆိုတော့စင်ကြီးတွေကလည်းသူ့နှမောင်ကို trumpet လို့မှုတ်တာပါဒါကျူးဆိုပြီးတော့ music တွေလုပ်တာပါနော် back ငှက်ကလေးတွေကလည်း harmony လိုက်ကြတယ်တဲ့ဒေါင်းကြီးကလည်းကတယ်ပေါ့သူပျော်ပျော်ရွှင်ရွှင်နေထိုင်နေဆိုတဲ့သဘောမျိုးပြောချင်တာနော်ဟုတ် elephant ရဲ့ပေါ်မှာတောင်းရကတယ်ရ ဟုတ်တယ် elephant ပေါ်ဒေါင်းကြီးကတယ်နော်ဟုတ်ပြီအဲ့တော့ one night it was Mr. Owl's turn to guard the animals as they slept အဲ့တော့ဘာလို့ဆိုတော့တညမှာတော့တဲ့သူကကြည့်ရတာအလှည့်ကျအဆောင်ရတာဖြစ်မှာပေါ့နော်တညမှာじゃဇီးကွက်ကြီးအလှည့်ကြတယ်ဇီးကွက်ကြီးကဘယ်လိုပြောမလဲကင်းဆောင်ပေးရတာပေါ့တခြားအကောင်တွေကအကုန်အိတ်တယ်ဇီးကွက်ကြီးက no way နိုးပြီးတော့ဘာလုပ်ပေးရလဲစောင့်ပေးရတာ ဟုတ်တယ် ဘာလို့စောင့်ပေးရလဲဆိုတော့ဒီမှာကြည့်ပါဒါဆိုရင်ဒီမှာဆိုလာလေဟုတ်လား နားလေ ဇီးကွက်ကြီးဘာလုပ်နေတာ အဲ နှလုံးရပါဖြစ် ကျူးနေရ နှလုံးပြူနေဟလား ဟုတ်တယ် တခြားအကောင်တွေဒီမှာအိတ်နေကြတဲ့လား အိတ်နေရသူကစိန်ဖြစ်နေမယ် စင်တော့မဟုတ်ဘူးတဲ့ထားပါတော့ ခုနကောင် ခုနကတော့ပပတော့မသိတဲ့အကောင်နော်အဲ့တော့ he stayed up watching far and wide for any sign of humans အဲ့တော့သူကလူတွေပေါ့နော်ဒီသူတို့ရှိတဲ့နေရာကို humans လူတွေရောက်လာပြီးတော့နှောက်ယှက်မှာဆိုလို့အဲကြောင့်မသူကကင်းဆောင်ပေးရတဲ့သဘောပေါ့နော်အကယ်လူတွေရောက်လာသူကအော်ရမှာလေဟေးထားကြပြေးကြအဲ့လိုအော်ရမှာဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့လာကြီးကလည်းထိန်တာနော်စီကွက်ကြီးကလည်းကြည်ငိမ်ပြီးကြည်ဖောင်းနေတာတူသလိုပဲတူလား တူပါ ဟုတ်ပြီsuddenly the bush in front of him crackled and shook သူ့အရှိမရှိတဲ့ခြုံပုတ်ကြီးပေါ့သူကြည့်နေခြုံပုတ်ကြီးလှုပ်လာပြီးတော့တပါးကြီးတော့ မျက်နှာ မျက်လုံးနော်မျက်လုံးဒီမှာငှက်ကလေးတကောင်လည်းမြင်သွားတယ်လားနော် ဟုတ်တယ် အဲ့တော့ အဲ့ငက်ကနေရဇီးကွက်ဖြစ်နေမယ် ဇီးကွက်နဲ့မတူဘူးဒါတခြားငှက်ကလေးဖြစ်ပါလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ဘယ်လိုလုံးဆိုတော့ Mr. Owl was trapped in the hands of a small boy ကောင်လေးတယောက်ရဲ့လက်ထဲမှာ Mr. Owl ကမိသွားတယ်တဲ့
နော်သူကငှက်ကြီးကအော်တော့အော်သေးတယ်ပေါ့နော်ပြီးတော့သူ့ရဲ့အမွှေးတွေကိုလည်းဖွားဖွားကြီးလုပ်လိုက်တာပေါ့သူကငှက်တွေမိရင်အဲ့လိုမျိုးလုပ်တာပေါ့တာနော်အဲ့ဒါပေမဲ့အဲ့မှာကောင်လေးကဘာလုပ်ထားလဲစီးကွက်ကြီးဘာလုပ်ထားလဲ in panta ဖန်ထားနော်ဒီမှာသူယုံနေပေါ့တာနော်ကလကလကလဆိုပြီးတော့သူတောင်းပန်နေခက်ပြီးယုံတယ်ဒါပေမဲ့ကောင်လေးကဖန်ထားတယ်တဲ့ဖန်ထားသူကဘာပြောလိုက်တော့ please don't roast me တဲ့ငါ့ကိုဟိုဘယ်လိုပြောရမလဲကြော်ပြီးမစားပါနဲ့ပေါ့နော်ငါအားတောက်မစားပါနဲ့ပေါ့ဟော take သူ the ကစက်သားလို့ထင်တယ် စက်သားလို့ထင်တယ်ဟုတ်တယ်take the other animals တခြား animals တွေကိုယူလိုက်ပါပေါ့နော်။ဘာလို့ဆို I am too wise to be eaten နဲ့ငါအရန်ပညာရှိတဲ့ငှက်ကြီးပေါ့အဲဒီခါကျတော့ငါဒါအရသာရှိမှာမဟုတ်ဘူးတဲ့အဲ့လိုပြောလိုက်တယ်နော်။အဲ့လိုပြောလိုက်တော့ဒီမှာကောင်းလေးကအဲ့လိုမျိုးပြောတယ်ဒီမှာဒီလားဒါငှက်ကြော်ပေါ့။ဘာနဲ့တူလို့ ညက်ကြော်ပေါ် စက်သားကြော်နဲ့တော့မတူလား တူရဲ့လေ ။တူတယ်။စက်သားစားမလားချက်ကြော်စက်သားကြော်စားမလား မစားပါဘူး အဲ့လိုပြောလိုက်တဲ့ခါကျတော့မှကောင်လေးကတခြားအကောင်လေးတခြား animals တွေလည်းအိတ်နေတယ်ဆိုတော့သူမြင်သွားတာနော်မြင်သွားပြီးတဲ့ခါကျတော့သူလက်နှစ်ချောင်းတော့လက်နှစ်ဖက်ကိုပုတ်လိုက်တယ်ပုတ်ပြီးတော့သူအရန်လောဘကြီးတာပေါ့သူဒီအကောင်တွေအကုန်လုံးကိုသူကင်စားမယ်ပေါ့ဆိုပြီးတော့မီးဖိုလိုက်တယ်တဲ့ lit a fire နော်အဲ့လိုမျိုးမီးဖိုလိုက်တဲ့အချိန်မှာပဲတခြားအကောင်တွေကမီးရောင်ကိုမြင်တဲ့ခါကျဘာဖြစ်သွားလဲ နိုးသွားတယ် နိုးသွားတာနိုးပြီးတော့ဘလို့អော်တယ် fire fire alarm တွေပါမမြည်ဘူးလားမသိဘူးနော် ဟုတ်တယ်တော့ဒါပေမဲ့တိုးထဲမှာ fire နဲ့မရှိပါဘူး မှန်တာပေါ့တော်တယ်မှာပဲ fire alarm ရှိနေနော်အဲ့လိုမျိုးမီးဆိုပြီးတော့အဲ့လိုអော်ပြီးသူကပြေးကြတယ်တဲ့ပြေးတဲ့ခါကျဟိုတကွဲတပြားစီပြေးတာပေါ့တာရယ်နော်ဟိုတွေ့တဲ့နေရာကောက်ပြေးကြပါမကောင်းတဲ့ဒီမှာမီးတွေဖိုးလိုက်တာတွေ့လားအဲ့ငှက်တွေကလည်းအပေါ်မှာပြေးထားပါကြီးတော့ဒီစိမ့်ရပါကြီးလေ frog ကြီး ဟုတ်ပြီဒီမှာလည်းငှက်ကလေးဒီမှာလည်းဒီအကောင်လေးတွေဒါဆိုရင် river ဟုတ်တယ် river နဲ့တူနော်ဟုတ်တယ်ဒါဆိုရင်ဘာဖြစ်မလဲဒါ fox နဲ့တူလားဟုတ်လား fox နဲ့တူတယ်ဒါပေမဲ့ spot နဲ့ပါအဲ့တော့ချီတာဖြစ်နိုင်မယ် ချီတာလည်းဖြစ်နေတယ်နော်ဟုတ်ပြီထားပါတော့အဲ့တော့ပြေးကြတယ်တဲ့ပြေးကြတဲ့ခါကျတော့အဲ့လိုအကောင်တွေကလည်းပြေးတယ်တကွဲတစ်ပြားစီပြေးတယ် insect တွေနော် insect တွေကကြာမြေကြီးတဲ့ကိုဝင်ပုန်းသွားတယ် ဟုတ်တယ် နော် preference ဆိုတင်းလို့ သေးလို့ဟုတ်အဲ့ဒါကိုသူကပြောချင်တာအရင်တော့အကောင်တွေတစုတစည်းတနေရာထဲမှာပဲနေတာအခုကျတော့အကောင်တွေတကွဲတစ်ပြားစီဖြစ်သွားတယ် insect တွေကလည်းမြေကြီးတဲ့ကိုဝင်သွားတယ်အဲ့ဒီထက်ဆိုင် insect တွေမြေကြီးထဲမှာပဲနေတော့တယ်နော်ပြီးတော့ some animals run for the river တချို့အကောင်တွေကြပါရောက်သွားတယ်မြစ်ထဲကိုသွားတယ်ဟုတ်လားမြစ်ထဲကိုသွားပြီးတော့ never came back ပြန်မလာတော့ဘူးတဲ့အဲ့တော့သူတို့တွေကထားပါတော့အရင်တော့ငါးတွေပါတွေကကုန်းပေါ်မှာနေကောင်းနေလိမ့်မယ်နော်ဒါပေမဲ့တော့မြစ်ထဲကိုအဲ့ချိန်ကစားပြီးတော့ဆင်းသွားပြီးတော့ပြန်မတက်လာတော့ ဟုတ်တယ် နော် အဲ့တော့မြစ်ထဲမှာနေတော့ မြစ်ထဲမှာပဲနေတော့တာပြီးတော့ the birds flew deep into the night sky အဲ့တော့ငှက်တွေကလည်းဟိုးအမြင်ကြီးပဲပြန်သွားကြပြီးတော့မြေကြီးပေါက်တုံးတုံးနဲ့ဆင်းမလာကြတော့အဲ့လိုဖြစ်သွားအဲ့တော့အဲ့မှာအကောင်တွေရဲ့နေဝင်ထိုင်ဝင်ပြောင်းသွားပါတာရင်ကုန်းပေါ်မှာနေတဲ့အကောင်တွေရေထဲမှာနေတဲ့အကောင်တွေလေပေါ်ပြန်တဲ့အကောင်တွေအဲ့လိုမျိုးအမျိုးစုံဖြစ်သွားတာနော်အဲ့လိုဖြစ်သွားတဲ့အခါကျတော့ဟုတ်ပြီဒီမှာကြည့်ပါဒါဘာကောင်လဲ အဲ့ ဘာနဲ့တူလဲ hippo ဟုတ်တယ် hippo လည်းကြောတဲ့ထွက်ပြေးဒါလေးက frog လေးကလည်းပြေး frog ဆိုဒီမှာဒါမြစ်ကြီးလေးဟုတ်တယ်မလား river တဲ့ frog တွေကဆင်းသွားမှာပေါ့နော် ဟုတ်တယ်ပြီး rock ကြီးပေါ်တက်မှာ ဟုတ်တယ် rock ကြီးတွေ့ rock တွေပေါ်မှာတက်မှာဟုတ်နော်အဲ့တော့မီးကလည်းတောထဲမှာရှိတယ်ဆိုမီးကတောထဲမှာတစ်ပင်တွေပင်ကူးဆက်ပြီးတော့မီးတွေအများကြီးပြန့်သွားတာပေါ့နော်အဲ့ခါကျတော့ဘာကြီးကြံလဲလူတွေနဲ့ဘာတွေနဲ့ပဲကြံခဲ့လဲဆိုတော့ cats ရဲ့တဲ့ cows တွေ dogs တွေခွေးရဲ့ကြောင်ရဲ့နွားရဲ့ဒီအကောင်တွေပဲကြံခဲ့သူတို့တွေကလည်းလူတွေနဲ့အခုလက်ရှိနေတဲ့အကောင်တွေပဲဟုတ်တယ်မနွားရဲ့ဆိုလည်းလူတွေမွေးထားတယ်ခွေးတွေရောကြောင်တွေရောဟုတ်လားပပောက်ဆိုဘသူ့ကိုမွေးထားတာ တောက်မွေးထား ဟုတ်တတပြောရပါဦးလေအဲ့လိုအကောင်တွေကဘယ်အကောင်မွေးထားလဲပပတော့အရင်တော့ဘသူ့ကိုမွေးထားဘူးလေ ကြောင်ကိုမွေးထား ဟုတ်တယ် နာမည်တစ်ခုပေးထားအကြောင်ကိုကြီးကြောင် ဟုတ်တယ်ကိုကြီးကြောင်ဘာဖြစ်လို့ကိုကြီးကြောင်လို့ပေးရလို့ထင်လဲ preference ဆိုမသိဘူး တတကသူ့ထက်ငယ်တယ်အဲ့တတရဲ့အကိုကြီးမို့လို့သူ့ကိုကိုကြီးကြောင်လို့ပပတော့ခေါ်လိုက်တာနော်
ဟုတ်ပြီဒါပေမဲ့အရွယ်ရတော့တာပူကြည့်သွားတယ်သူထက် ဟုတ်တယ် နော် အဲ့တော့သူ့ကိုဘယ်လိုခေါ်မှလဲ ညီလေးကြောင်လို့ခေါ်လိုက် နီးကြောင် ဟုတ်ပြီအဲ့တော့ ကလေးကြောင်လို့ခေါ်လို က က် လေးကြောင်လို့ခေါ်အေးဟုတ်ပြီ baby ကြောင် baby ကြောင်ကညီကမှကြောင်တောင်တောင် baby ကြောင်ကကိုဝေးကြောင် ဟုတ်ပြီအဲ့တော့အောင်ကြီးကသူ့တယောက်တည်းပဲကြံခဲ့တယ်နော်အဲ့လိုဖြစ်သွားတယ်သူကရမ်းရှက်သွားတယ်ဘာလို့သူ့ကြောင့်မလို့သူ့တငယ်ချင်းတွေအကုန်လုံးကတကွဲတပြားစီဖြစ်သွားတာ哦နော်အဲ့ကြတော့သူကအရမ်းရှက်သွားပြီးတော့သူတို့တွေငါ့ကိုတစ်ခါမှထပ်ပြီးမတွေ့ရစေတော့ဘူးဆိုတော့ဆုံးဖြတ်လိုက်တယ်တဲ့အဲ့လိုဆုံးဖြတ်ပြီးတဲ့ခါကျတော့ဒီမှာဆိုရင်လူတွေကကြောင်လေးတွေခွေးလေးတွေနွားကြီးတွေနဲ့တူတူနေတယ်နော်from that night he vowed never to show his face in daylight အဲ့တော့နေ့ဘက်ဆိုရင်သူ့ရဲ့မျက်နှာကိုအတွေ့မခံတော့သူပုံပြီးအိတ်နေတာပေါ့စီကွက်ကြီးอ่ะနော်ဒါပေမဲ့ညဘက်ဆိုရင်တော့လဲသူအစာတွေပါစားဖို့အတွက်သူညဘက်ကိုထွက်တယ်နော်ဒါစီကွက်မျက်လုံးပြူပြူနေပါဟုတ်လား တယ် ညဘက်ကြမှာထွက်တယ်အဲ့တော့ညဘက်ကြမှာထွက်တယ်ဆိုတော့သူ့ကိုတခြားအကောင်တွေကမြင်နေမမြင်ရတော့ဘူးပေါ့နော်မှတ်မိတော့ဘူးပေါ့အင်းကျစားပြီးတော့စီကွက်ကြီးကညဘက်ပဲထွက်ပါတော့တယ်โอเคလား โอเค ဟုတ်ပြီဒါဘာလုပ်ချင်သေးတယ်ဘာပြန်ကြည့်ချင်သေးတယ်ပြောဘယ်ပုံနဲ့ကြည့်ချင်သေးတယ် ဒါဘေးပုံနဲ့ကြီးကျင်တယ်နဲ့ဆိုတော့ခဏပုံ ဘယ်ပုံကြီးလဲ ခဏစမ်းနဲ့အဲ့နဲ့ပုံလေ ကြာတတဘာသာရွှေ့လဲလေတော့ရွှေ့ဖြစ်ရွှေ့ပါဟဲ့ညီရတယ်အော်ဆန်နဲ့အော်အဲ့ဒါဒီစာထဲမှာပါတာမဟုတ်ဘူးနောက်တော့ထဲမှာပါတာ နောက်တဲ့ဦးထဲမှာပါအောင်တတားနှုတ်ချင်လို့ Okay အဲ့ဒါဆိုရင်ဒါကိုဒီမှာရက်လိုက်မယ် Okay goodbye goodbye နောက်တဲ့အုပ်ဖတ်ကြမယ် နောက်တော့ဖတ်ကြမယ်